အားလုံးပဲမင်္ဂလာပါခင်ဗျ The Reaction Page ကနေကြိုဆိုပါရစေကျွန်တော်ဒီနေ့အတွက်ကြိုပြပေးချင်တာကတော့ကျွန်တော်မနက်ဖြန်ကမ်းမဲ့ Champions League ပွဲစဉ်တွေရဲ့ပွဲကောင်းတစ်ပွဲဖြစ်တဲ့ဒီ Atalanta နဲ့ကျွန်တော် Chelsea ရဲ့ပွဲလေးကိုကျွန်တော်ပြောချင်အောင်ခင်မတင်းအောင်ကောင်းတယ်လက်ရှိအခြေတွန်းအရာကောင်းနေဆိုရင်လည်းတိုင်ပတ်နေကြတယ်ကောင်းလဲကောင်းတယ်တိုင်လဲတိုင်ပတ်နေကြတယ်သူနှစ်မျိုးတစ်စားဖြစ်နေပါတော့Chelsea ကတော့နောက်ဆုံး5ပွဲမှာတပွဲပဲရှုံးထားတယ်ဗျရှုံးထားတဲ့အသင်းကလည်းကျွန်တော်တို့တန်းစင်းလုံးမှာရောက်နေတဲ့ Leeds United လို့အသင်းမျိုးကို3ခုပြီးပြီးတော့ရှုံးထားတာဗျအဲ့ချက်ကတော့နည်းစဉ်းစားရရှိတယ်ဒါပေမဲ့သူအရှိမနိုင်ထားတယ်ဆိုတဲ့အသင်းတွေကကျွန်တော်ဘာစီလိုနာလိုအသင်းတွေကိုကောင်းပါတယ်ဆိုရဲလာလီဂါဘာစီလိုနာအသင်းမျိုးကိုနိုင်ထားတယ်ဒီပရီးမီးယားလိမှာကျွန်တော်ခြေစွမ်းကောင်းပါတယ်အဆင့်တက်မှာရှိနေပါတယ်ဆိုရဲအာဆင်နယ်လိုအသင်းမျိုးကိုကျွန်တော်တည်ကန်ထားတယ်အဲ့ဒီရလက်ဒီအရာကြတော့ကျွန်တော်တို့ဒီ Chelsea ရဲ့ခြေစွမ်းမစိုးလို့ပြောလို့ရတယ်ဒါပေမဲ့နောက်ဆုံးကန်ထားတဲ့နှစ်ပွဲမှာကျွန်တော်တို့တကူပဲရတယ်နောက်ဆုံးကန်ထားတဲ့နှစ်ပွဲမှာအဲ့အတွက်ကြောင့်သူ့ရဲ့တိုက်စစ်ပန်းကနည်းနည်းမေးခွန်းထုတ်စရာတော့ရှိတယ်တစ်ဖက်ကကျွန်တော် Atalanta ကတော့နောက်ဆုံး5ပွဲမှာတော့2ပွဲစီရှုံးထားတယ်3ပွဲနိုင်ထားတယ်ပြီးတော့ကျွန်တော်တို့နိုင်ထားတဲ့ပွဲတွေမှာလည်းတော့ဂိုးပြက်တွေနိုင်ထားတာဂိုးလေးတကူမှမပေးထားရအောင်အဲ့လိုရှိတယ်အခုဒီကျွန်တော်တို့ Liverpool နဲ့ကန်မဲ့ Frankfurt လို့တင်းဆိုရင်သူ3-0နဲ့တော့နိုင်ထားတာဆိုတော့ Atalanta ရဲ့တိုက်စစ်ကိုလည်းသွား short တက်လို့တော့မရဘူးဗျနော်ပြီးထားရတယ်ပြီးကွာလေသူတို့ဒီနောက်ရှုံးထားတဲ့ပွဲမှာ6ပွဲအောင်ပြီးထားတာပြီးထားရင်ပြီးကွာလည်းမနေဘူးနော်နာပိုလီတို့ဘာတို့ကျွန်တော်တို့3ခုတော့ပြီးထားတာဒီတော့အဲ့မဲ့နာပိုလီကို3ခုတော့ပြီးရတော့တာမှန်ပဲလေဘာလို့ဆိုနာပိုလီကလောတဲ့ဒီကျွန်တော်တို့Serie A ရဲ့အမှတ်ပေးရအောင်ဦးဆောင်ရဲ့အတင်းဆိုတော့သူဒီလောက်တော့ရှူခံတာတာမှန်ပဲဂိုးပြရှူထားနိုင်တယ်ဆိုတော့တိုက်စစ်ကမစိုးလို့ပြောရရဲနော်နောက်ဆုံးကန်ထားတဲ့5ပွဲမှာပွဲတိုင်းကိုသွင်းနေဆိုရရလည်းရှိရဒီတော့Chelsea တို့ကတော့လွယ်ကူတဲ့ပြိုင်ပွဲဟုတ်ဝင်မထင်ဘူးဒါပေမဲ့ Chelsea ကတော့အကောင်းဆုံးပြင်ဆင်လာမယ်လို့ယူဆရတယ်ဗျကျွန်တော်တို့ Premier League အသင်းကြီးကမမထန်ထန်ကစားတတ်တဲ့အတွက်ကျွန်တော်တို့တောင်းအသင်းက short တက်လို့မရဘူးအခုတန်းရှင်းဆောင်ကအသင်းက Chelsea ကိုလုပ်တယ်လို့ပဲเนาะဘယ်သူ့မှ short တက်လို့မရတာဖြစ်တဲ့အတွက်ကျွန်တော်တို့ Chelsea ကပဲနိုင်မှမယ်လို့ထင်ခင်ဗျမနက်ဖြန်ပွဲပါလေAtalanta နဲ့ Chelsea မှာကျွန်တော်ရဲ့ခံမှန်းချက်ကတော့ကျွန်တော်1-0လောက်နဲ့ပဲ Chelsea ကကပ်ပြီးတော့နိုင်သွားမယ်လို့ထင်နေဗျ brother ရဲ့ทีมယူဆချက်လေးကိုလည်းကောမမှာရေးခဲ့ပြီးပါကျေးဇူးတင်ပါတယ်ခင်ဗျ